တင်ဟာအသက်25နှစ်မှာ35နှစ်အတွင်းကိုယ့်ကိုယ်ကိုပြောင်းလဲခြင်းနဲ့ယောက်ျားလေးတစ်ယောက်ဆိုလို့ရှိရင်ဒီဗီဒီယိုကတင့်အတွက်ပါအခုပြောပြမယ့်အကြောင်းအရာကတော့ Twitter မှာ view 4 သန်းကျော်သွားပြီဖြစ်တဲ့ Alex Thomas ရဲ့ How to Become Dangerously Attractive in 16 Days ဆိုတဲ့ဆောင်းပါးကိုအခြေခံပြီးတော့ကျွန်တော်နားလည်တယ်လို့တိုးချုံရှင်းပြသွားပါမယ်ဒီဗီဒီယိုက motivation ဗီဒီယိုတစ်ခုမဟုတ်ပါဘူးဘလို့နည်းနဲ့လူတစ်ယောက်ရဲ့ခန္ဓာကိုယ်စိတ်နဲ့ဘဝကိုတကယ်အပြောင်းအလဲဖြစ်စေတဲ့ဆိုတဲ့အမှန်တကယ်လက်တွေ့ကျကျရှင်းပြမယ်ဗီဒီယိုပါနံပါတ်1 modern self improvement ဘာကြောင့်အလုပ်မလုပ်တော့တာဒီဆောင်းပါးရေးတဲ့သူပြောချင်တဲ့ပထမဆုံးအချက်က modern self improvement ကပြတ်နေပြီဆိုတာပါပဲလူအများစုကမနက် routine တွေ supplement တွေ productivity app တွေကိုအရန်အာရုံစိုက်နေကြပါမယ်တကယ်အရေးကြီးတဲ့အလုပ်တွေကိုတော့မလုပ်ကြပါဘူးဥပမာဂျင်မသွားသေးဘဲနဲ့ online theory ဆွေးနွေးနေတဲ့သူတွေ content မတင်သေးဘဲနဲ့ algorithm video တွေကြည့်နေတဲ့ creator ဒါတွေကိုဒီဆောင်းပါးမှာပြင်းပြင်းထန်ထန်ဝေဖန်ထားပါ micro optimization ဆိုတာကတကယ်အလုပ်ကိုရှောင်ဖို့အကြောင်းပြချက်တစ်ခုပဲဖြစ်လာတယ်လို့သူကပြောထားပါနံပါတ်2လူတိုင်းကိုဆွဲချနေတဲ့အင်အားသုံးခုဒီနေရာမှာဆောင်းပါးရေးသူကလူအများစုမမြင်နိုင်တဲ့ရန်သူသုံးခုကိုပြောပြထားပါတယ်ပထမတစ်ခုကပန်ဒူရန်လို့ခေါ်ပါ social media တွေ news တွေ drama တွေဒီຢာတွေကလူတွေရဲ့အာရုံနဲ့စွမ်းရည်ကိုစုပ်ယူနေတဲ့ system တွေမင်းဖုန်းကိုဖွင့်လိုက်တာနဲ့ကိုယ့်ဘဝကိုမတည်ဆောက်နိုင်တော့ဘဲနဲ့ reaction ဘူးနဲ့ပဲညီသွားပြီဆိုရင်နင်းရဲ့စွမ်းရည်တွေကိုပန်ဒူရန်တွေကိုလကားပေးလိုက်ပြီဆိုတဲ့အဓိပ္ပာယ်ပါဒုတိယတစ်ခုက brain root ပါစကူးမလုံးရင်မနေနိုင်တာစာအုပ်တစ်အုပ်ကို9မိနစ်ထက်ပိုပြီးတော့အာရုံမစိုက်နိုင်တာ focus မရတာဒါတွေအားလုံးက brain root ပါတတိယ identity trap ပါမင်းလိုချင်တဲ့ result ကိုရဖို့မင်းရဲ့ identity ကိုမပြောင်းရင်မရဘူးလို့ဆိုလိုတာပါနံပါတ်3ဘဝကို video game တစ်ခုလိုသဘောထားပါဒီအပိုင်းကလူတော်တော်များများအရန် resonate ဖြစ်ကြပါစာရေးသူက Runescape ကစားတဲ့ဥပမာနဲ့ရှင်းပြထားပါဂိမ်းထဲမှာတော့ experience ဘာကိုမြင်ရလို့မပြင်းရဘူးအပြင်လက်တွေ့ real life မှာတော့ progress ကိုမမြင်ရလို့တတိလက်လို့ဖြစ်သွားတတ်ကြတယ်အဲ့ဒါကြောင့်မလို့ဘဝကို experience system တစ်ခုလိုသဘောထားဖို့ပြောပါတယ် workout တစ်ခါလုပ်တိုင်း experience တိုးမယ်တနာရီ score လုပ်တိုင်း experience ရော့ဒီလိုနဲ့ daily action ကိုအာရုံစိုက်လို့ရှိရင် result ကအလိုလိုလိုက်လာနိုင်မယ်လို့ပြောပါတယ်နံပါတ်4 attractive ဖြစ်တာရဲ့အမှန်တရား 90% of looking good is just getting lean and building muscle လို့ဆိုထားပါတယ်ဂျောလိုက်မရှိဘူးလို့ထင်နေတဲ့လူအများစုက body fat မကျသေးလို့ပဲဖြစ်ပါတယ် body fat percent က12ကနေ 15% အတွင်းရောက်သွားပြီဆိုလို့ရှိရင်မျက်နှာ structure ကလုံးဝပြောင်းသွားတတ်ပါတယ် golden ratio တွေကိုလိုက်တိုင်းတာမနေပါနဲ့ shoulder နဲ့ back ကိုတကယ် train လုပ်မယ် waist ကို lean ဖြစ်အောင်လုပ်မယ်ဆိုလို့ရှိရင် ratio ကအလိုလိုလိုက်လာပါတယ်ဒီနေရာမှာ neck training ကလည်းအရင်အရေးကြီးတယ်လို့ထပ်ပြောထားပါတယ်နံပါတ်5 90 day protocol စာရေးသူကဒီຢာအားလုံး90 day protocol ဖြစ်စုစည်းထားပါပထမရက်60မှာ weight ချမယ်စီချမယ် protein လုံလောက်အောင်စားမယ်လေးမမယ်လမ်းလျှောက်မယ်အေးပြေးပြီးတော့အေးပြီးတော့နားယူမယ်နောက်ထပ်ရက်30မှာဆိုလို့ရှိရင် shoulder back neck အဲ့သုံးခုကိုတေချာကစားပြီးတော့ frame ကြီးဆောက်မယ်သူပြောထားတာတွေကမရှုပ်ပါဘူးဒါပေမဲ့ consistency ရှိဖို့တော့လိုပါတယ်ဒီဆောင်းပါးရဲ့အဓိက message က over optimize မလုပ်ပါနဲ့ consume လုပ်ပါနဲ့ big လုပ်ပါ lean ဖြစ်အောင်လုပ်ပါ attention ကိုကာကွယ်ပါရက်60ကနေရက်90အတွင်းကိုယ့်ကိုယ်ကိုမှတ်မိနိုင်လောက်အောင်ပြောင်းလဲသွားနိုင်ပါတယ်ဒီဗီဒီယိုကအသုံးဝင်နေဆိုလို့ရှိရင် like subscribe လေးနှိပ်ပြီးတော့မင်းရဲ့အမြင်ကို comment မှာပြောခဲ့ပေးပါဦး